မင်္ဂလာပါခင်ဗျဒီကောင်လေးကတော့ Prado 1007မှာရန်ကုန်လိုင်စင်မှာ Shaba National and နဲ့ Diesel လေးပဲဖြစ်ပါတယ်ခင်ဗျဒီကောင်လေးကကားလေးတော်တော်လေးကောင်းအောင်ပဲဘာမှတက်ချင်းကလွဲပြီးတော့ကျန်တဲ့နေရာတော်တော်များများကိုအော်သေးအများကြီးကျန်သေးတယ် Diesel ထဲမှာတော်တော်ကောင်းတဲ့ကားလေးပဲဖြစ်ပါတယ်အင်ဂျင်အောက်ပိုင်းအစလုံးဝမိုက်တယ်ခုနမောင်းလာတာဆိုလို့ရှိရင်အင်ဂျင်တန်လေးကလုံးဝငြိမ်ထားနေရပဲ TH Limited လေးဖြစ်မယ်နော်ဒီကောင်က TH Limited ထဲမှာ great အမြင့်ဆုံးကားလေးဖြစ်တယ်ဒီကားလေးကိုကျွန်တော်အတွင်းခန်းရိုက်ပြမယ်အတွင်းခန်းထဲမှာဆိုလို့ရှိရင်လည်းတော်တော်လေးမိုက်တယ်ကျွန်တော်ကြိုက်တဲ့ဟာလေးတွေပါတယ်အဓိကကျွန်တော်ဘာကြိုက်လဲဆိုတော့ဒီမှာကြည့်လိုက်ပါဦး leather seat TH Limited ကိုမှဒီကောင်က leather seat နဲ့ဖြစ်သွားမယ် seat motor ဒီမှာအနောက်မှာဒီမှာ seat motor လေးပါသွားမယ်ပြီးသွားလို့ရှိရင်ဒီကောင်က TH Limited မှာ sunroof လေးနဲ့ဖြစ်သွားမယ်လုံးဝမိုက်တယ်တော်တော်ကောင်းတဲ့ကားလေးပါဒီကောင်ခုံ3တန်းနော်ခုံ3တန်းတော်တော်လေးမိုက်တယ်နောက်ပါလို့ရှိရင်ကျွန်တော်တို့ Android TV လေးလည်းထည့်ထားတယ်ခင်ဗျ CR9 ကြိုးကြုတ်လေးနဲ့ဖြစ်သွားမယ်ဒီကားလေးကိုကြိုက်နှစ်လို့ဝယ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ဒီကိုဖုန်းဆက်ပြီးဝယ်လို့ရပါတယ်ခင်ဗျ Prado ထဲမှာနံပါတ်အမြင့်ဆုံးဒီထဲမှာအင်ဂျင်တန်ငြိမ်ပြီးတော်တော်ကောင်းတဲ့ကားလေးပဲဖြစ်ပါတယ်ခင်ဗျကျေးဇူးအများကြီးတင်ပါတယ်